နေနာယဝါဘုရားသာသနာအမြင်အားတော်တည်စေမည်သာသနာငါတော်တည်စေမည်ဆောင်ကြောကြာမြင့်မြတ်နေသောကြောက်စီကြောက်တိုင်းတမန်တိုင်းဘယ်ဒီမယမ်းမလဲမပြုခွဲထိုင်နေခြင်းရှိပါရချေတိသာလနာမီသာသာရှိတိဘဂဝါဘုရားမွေတည်းပါရာတိသံတော်ရှင်စေသာသနာအကျိုးညောဤတသညုမီကိုစေသာ